Super Bonfast နိုရီကမ္ဘာချန်ပီယံတူရဲဖြစ်လာရေးတိုက်ပွဲကမ္ဘာအကြီးဆုံးကစ်ပေါစင်တိုက်ပွဲတွေကတစ်ခုကိုမြင်တွေ့ခဲ့ရတဲ့173ပွဲစဉ်ချန်ပီယံတို့ရဲ့ချန်ပီယံကိုရှာဖွေဖို့ထိုင်းကန်ဝင်စူပါဘုံစင်မာဝင်းနဲ့ဂျပန်သူရဲကောင်းမာဆာကီနိုရီတို့ဟာ1 Featherweight Kickboxing World Championship ကိုတသားတည်းဖြစ်စေဖို့ရှင်ပြိုင်ခဲ့ကြပါတယ်။အာရီယာခဲအရီနာရဲ့အင်ရှင်ပရိသတ်ရှင်မှာနိုရီအနိုင်ယူနိုင်မလား။ဒါမှမဟုတ်စူပါဘုံကသူ့ရဲ့မရှင်နိုင်တဲ့ခြေကန်ချက်တွေကိုသုံးပြီးစိုးမိုးသွားမလားဒီဗီဒီယိုမှာငါးချီတိုင်တိုက်ခတ်ခဲ့တဲ့ဒီအငင်းပွားပွဲရမရှိတဲ့ချန်ပီယံလူပွဲရဲ့အသေးစိတ်ကိုတင်ဆက်ပေးသွားမှာပါဒီပွဲဟာ Title Unification Fight ပါအချိန်ပြည့်ချန်ပီယံစူပါဘုံဟာကမ္ဘာပေါ်မှာကောင်းဆုံးကစ်ပေါက်စားသူအဖြစ်သတ်မှတ်ခံထားပြီးသူ့ရဲ့ထိရောက်တဲ့ခြေကန်ချက်တက်ပညာအထူးသဖြင့်သူ့ရဲ့ဘဲချေအမြင့်ခံချက် Left Fight Kick ကနာမည်ကြီးပါတယ်တစ်ဖက်မှာတော့ဂျပန်မှ K1 ကန်နဝေနိုရီဟာ1ချန်ပီယံရှစ်ကိုခြေချပြီးမကြခင်မှာပဲထောင်ဝန်ချိုင်ကိုအနိုင်ယူပြီး Interim ချန်ပီယံဖြစ်လာခဲ့တာပါ။သူဟာသူ့ရဲ့အတင်းဖိအားပေးပြီးရှေ့တက်တိုက်တဲ့စတိုင်အားကောင်းတဲ့လက်သီးတွဲလုံးတွေနဲ့မြန်မာပရိသတ်တွေအထူးသတိထားမိတဲ့ Cuff Kick တွေကြောင့်နာမည်ကြီးပါတယ်။ Round 1 and 2ပထမကြီးမှာနှုတ်စလုံးအကွာဝေးကိုစမ်းသပ်နေခဲ့ကြပါတယ်။စူပါဘုံကသူ့ရဲ့နာမည်ကျော် Left Fight Kick ကိုစောစောစီးစီးပဲစတင်အသုံးပြုခဲ့ပါတယ်။နိုရီကတော့သူ့ရဲ့လက်ဝဲတွဲလုံးတွေနဲ့ရှေ့တိုးဖိအားပေးပြီးစူပါဘုံရဲ့ခြေထောက်တွေကို calf kick တွေနဲ့စတင်တိုက်ခိုက်လာခဲ့ပါတယ်။ဒုတိယကြီးမှာတော့စူပါဘုံရဲ့ခြေကန်ချက်တွေဟာပိုပြီးအရှိန်ရလာပါတယ်။ Round 3ဒီအချိန်မှာစူပါဘုံရဲ့တိကျမှုကထင်ရှားလာတယ်။နိုရီကရှေ့တိုးလာတိုင်းစူပါဘုံက step in နဲ့ဒူးဖြစ်ဝင်ထိုးခြင်းတွေနဲ့ချက်ချင်းပြန်လဲတုံ့ပြန်ခဲ့ပါတယ်။စူပါဘုံဟာခြေကန်ချက်ကိုအမြင့်အလဲအနှိမ့်အမျိုးမျိုးပြောင်းလဲသုံးလုံးခဲ့တာကြောင့်နိုရီအတွက်ခန်းစစ်နေရရှုရခက်ခဲစေခဲ့ပါတယ်။ Round 4 and 5နောက်ဆုံးချီတွေမှာတော့စူပါဘုံကပွဲကိုလုံးဝထိန်းချုပ်သွားပါတော့တယ်။သူ့ရဲ့တောင်တင်းနဲ့ညာလက်သီးထိုးချက်များနဲ့အတူနောက်ပြန်ဆုပ်ရင် head kick တွေနဲ့ချိန်ချောက်နေတာကနိုရီရဲ့တိုက်စစ်ကိုဟန်တာထားခဲ့ပါတယ်။နိုရီယာဂျပန်ပြည်သက်များရဲ့အားပေးမှုနဲ့အတူအသေးအတန်ရှေ့တိုးပြီးလက်သီးတွေပြစ်ပေါက်ခဲ့ပေမဲ့စူပါဘုံရဲ့အာရှခံစစ်ကိုမကျော်နိုင်ခဲ့ပါဘူး။နိုရီရဲ့လက်မောင်းနဲ့ခန္ဓာကိုယ်တွေဟာစူပါဘုံရဲ့ပြင်းထန်တဲ့ခြေကန်တန်တွေကြောင့်နာကျင်ခဲ့ရပါတယ်။ခြေငါးကြီးပြီးဆုံးပြီးတော့ဒိုင်လူကြီးသုံးစလုံးရဲ့အဆုံးဖြတ်ရှင်းလင်းခဲ့ပါတယ်။ Unanimous Decision တညီတညွတ်ထဲသောအမှတ်ဖြင့်အနိုင်ရခဲ့သူကတော့ထိုင်းစူပါစတာစူပါဘုံစင်မာဝင်းပါပဲ။ဒီလိုနဲ့စူပါဘုံဟာ Featherweight Kickboxing World Championship ကိုတသားတည်းဖြစ်စေခဲ့ပြီးသူဟာကမ္ဘာအကောင်ဆုံးကစ်ပေါက်စားဒူးဆိုတာကိုတပံသက်သေပြလိုက်ပြန်ပါပြီ။ပရိသတ်ကြီးတို့ရောဒီပွဲမှာဘသူအနိုင်ရမယ်လို့ထင်ခဲ့ပါသလဲစူပါဘုံရဲ့အကွာဝေးထိန်းချုပ်မှုကအနိုင်ယူသွားတာလားဒါမှမဟုတ်နိုရီရဲ့တိုက်စစ်ကလိုအပ်တာမပြည့်မီခဲ့ဘူးလား comment မှာရေးပေးသွားကြပါအောင်ရှင်ဗီဒီယိုကို like လုပ်ပြီးနောက်ထပ်တိုက်ပွဲသုံးသပ်ချက်တွေအတွက်ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်